2026 ခုနှစ်အတွက်ကမ္ဘာအလှဆုံးကျောင်းဝတ်စုံ5မျိုးကျောင်းဝတ်စုံဆိုတာစီးလုံးမှုကိုပြသရုံတက်လားဒါမှမဟုတ် fashion နဲ့ယဉ်ကျေးမှုကိုပါထင်ဟပ်နိုင်သလား2026 ခုနှစ်အတွက်ကမ္ဘာအလှဆုံးကျောင်းဝတ်စုံဒီဇိုင်းတွေနဲ့နိုင်ငံနိုင်ငံအကြောင်းကိုဒီဗီဒီယိုမှာဖော်ပြပေးသွားမှာပါမင်္ဂလာပါ Brain Hub ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နံပါတ်5အင်ဒိုနီးရှားအင်ဒိုရဲ့ကျောင်းဝတ်စုံတွေဟာရိုးရှင်းပေမဲ့လှပတဲ့ဒီဇိုင်းတွေနဲ့ထင်ရှားပါတယ်သူတို့ရဲ့ဝတ်စုံတွေမှာအင်ဒိုနီးရှားရိုးရာအကွက်ပုံစံတွေကိုထည့်သွင်းထားတာတွေ့ရပါတယ်ဒီပါဒီဇိုင်းတွေကကျောင်းဝတ်စုံကိုထူးခြားဆန်းသစ်ပြီးယဉ်ကျေးမှုအငွေအသက်တွေနဲ့ပြည့်စုံစေပါတယ်နံပါတ်4နယူးဇီလန်နိုင်ငံကရဲ့ကျောင်းဝတ်စုံတွေဟာလည်းအလွန်လှပပြီးထူးခြားပါတယ်။သူတို့ရဲ့ဝတ်စုံတွေမှာအနီရောင်နဲ့အပြာရောင်အစင်းကြားကုတ်အင်ကြီးအပြာရောင်စကတ်နဲ့ကစ်တွေကိုတွေ့ရပါတယ်။ဒီဒီဇိုင်းတွေဟာရိုးရာဆန်ပြီးကျောင်းသူတွေကိုစက်တရေရှိတဲ့အသွင်ပြင်ကိုပေးစွမ်းပါတယ်။နံပါတ်3 United Kingdom UK နိုင်ငံတွေကEton College ကျောင်းတွေရဲ့ကျောင်းဝတ်စုံတွေဟာရိုးရာအစဉ်အလာကိုထိမ့်သိမ်းထားပြီးလွန်ကန်တဝင်ဆန်ပါတယ်။ဤတွန်ကောလေးရဲ့ကျောင်းသားတွေဟာအဖြူရောင်ရှက်အင်ဂျီအနက်ရောင်ကုတ်အင်ဂျီရှည်နဲ့အစင်းကြားပေါင်းဘီရှည်တွေကိုဝတ်ဆင်ကြပါတယ်။ဒီဝတ်စုံတွေဟာသမိုင်းဝင်တန်ဖိုးရှိပြီးကျောင်းသားတွေကိုထဲဝါတဲ့ပုံစံမျိုးပေးစွမ်းပါတယ်။နံပါတ်2တောင်ကိုရီးယား K-pop နဲ့ကိုရီးယားဒရာမာတွေရဲ့လွှမ်းမိုးမှုကြောင့်တောင်ကိုရီးယားကျောင်းဝတ်စုံတွေဟာဖက်ရှင်ကြပြီးခေတ်မီလှပပါတယ်။ကျောင်းသားကျောင်းသူတွေဟာကိုခန္ဓာနဲ့လိုက်ဖက်တဲ့ဝတ်စုံတွေကိုဝတ်ဆင်ကြပြီးရှက်အင်ဂျီကုတ်အင်ဂျီစကတ်တိုလေးတွေနဲ့ဖက်ရှင်ကြတွဲဖက်ဝတ်ဆင်လေးရှိပါတယ်။ဒီဝတ်စုံတွေဟာကျောင်းသားတွေကိုဆွဲဆောင်မှုရှိပြီးစတိုင်ကြစေပါတယ်။နောက်ဆုံးနံပါတ်1မှာရှိနေတာကတော့ဂျပန်ပါ။ဂျပန်နိုင်ငံရဲ့ကျောင်းဝတ်စုံတွေဟာကမ္ဘာတဝန်းမှာအထင်ရှားဆုံးနဲ့အလှဆုံးတွေထဲကတစ်ခုအဖြစ်လူသိများပါတယ်။မိန်းကလေးတွေအတွက်သင်္ဘောသားဝတ်စုံနဲ့မျိုးသားလေးတွေအတွက်စစ်ဝတ်စုံပုံစံဂျပန်ကျောင်းဝတ်စုံတွေဟာဂျပန်ယဉ်ကျေးမှုရဲ့သင်္ကေတတစ်ခုလိုဖြစ်နေပါတယ်။ဒီဝတ်စုံတွေဟာရိုးရှင်းပေမဲ့တက်ရက်လှပပြီးကျောင်းသားကျောင်းသူတွေကိုစမတ်ကြတဲ့ပုံစံမျိုးပေးစွမ်းပါတယ်။ညီကုန်းချုပ်ရရင်ဒီနိုင်ငံတွေရဲ့ကျောင်းဝတ်စုံတွေဟာသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုသမိုင်းနဲ့ဖက်ရှင်အမြင်တွေကိုထင်ဟပ်ပြသနေပါတယ်။